ဥပမာဆိုလို့ရှိရင်ကိုစောက်ရှင်တဲ့ folder တစ်ခုဥပမာဆို document ထဲမှာကိုစောက်ထားတယ် document ထဲက steady ထဲမှာဒီမှာ Python Foundation ဆိုပြီးဒီမှာစောက်ထားတယ်ဒီမှာ Python Foundation ဆိုပြီးစောက်ထားတယ်အဲ့လိုမျိုးအဲ့ထဲမှာကိုစောက်ရှင်တဲ့ folder ထဲမှာကိုစောက်ရှင်တဲ့ folder တစ်ခုစောက်လိုက်ကိုစောက်ရှင်တဲ့ folder တစ်ခုစောက်လိုက်စောက်လို့ရှိရင်ဒီ VS Code ထဲက file ထဲကနေပြီးတော့ open folder ကိုလုပ်လိုက် open folder ကိုလုပ်ပြီးတော့ဒီ document ထဲကိုနှိပ်လိုက်နှိပ်ပြီးတော့ steady ရဲ့ကိုသွားခုနကကိုစောက်ထားတဲ့ folder steady ရဲ့ကိုသွားပြီးလို့ရှိရင် Python apps Python ဆိုတဲ့နေရာလေးကိုရွေးပြီး slash folder လေးချလိုက်အဲဆိုရင်ဒီနေရာကိုပဲပြန်ရောက်လာလိမ့်မယ်အဲ့ဒီနားလည်းလားဟယ်လိုနားလေကြလားဟုတ်နားလဲဝေးအဲ့ဒါတန်နေကြောက်ကြတော့လေ လူလဲနေတည်ဘယ်သူမှတိတ်မဝင်ကြည့်ဘူး ဘယ်သူမှသိမဝင်သေးဘူးအဲ record ပြီးတော့မှပြန်ပေးလိုက်မယ်လေ record ရဲ့ပါတော့မဆိုဆက်တင်လိုက်မယ်နော်တင်လက်စားဟုတ်ကဲ့အဲ့ဆိုလို့ရှိရင်ဘယ်လိုရောက်ပဲလဲဟောအဲ့ဆိုလို့ရှိရင်ဒီမှာခုန file ထဲကနေ folder ရွေးပြီးတော့ဒီပတ်လန်းကြောင်းနဲ့ပြခေါ်တာသိပြီနော်သိပြီဆိုလို့ရှိရင် run တဲ့နေရာကိုသွားမယ် run တဲ့နေရာကိုသွားမယ်ဆိုလို့ရှိရင်ဒီ video ဒီ combine ဒါထဲမှာဒီ video combiner VS Code ထဲမှာ run ကျင်နေရတယ်ဒါပေမဲ့ဒီ command prompt မှာ run လည်းရတယ် command prompt မှာ run ရင်တော့ဒီလိုမျိုးဒီနေ့ခွဲပြီးတော့လိုမျိုးလုပ်လို့ရတာပေါ့အခုကစာရှင်းပြရတာဆိုတော့command prompt မှာပဲ run ပြီးရှင်းပြတော့ command prompt မှာဘယ်လို run မလဲဘယ်လို run လဲဆိုတော့ခုနက file ပတ်လန်းကြောင်းကိုပြန်သွားလိုက်ဒီမှာ Python S ဆိုတဲ့ file ပတ်လန်းကြောင်းမှာဒီ folder ဒီ file လေးပေါ့ F file လေးကိုfile လေးကိုနှိပ်စရာမလိုကြားလေးပေါ့ဒီမှာ file ပတ်လန်းကြောင်းအဲ့ထဲဝင်သွားလို့ရှိရင် file ပတ်လန်းကြောင်း file ပတ်လန်းကြောင်းဒီကယူပြီးလို့ရှိရင် comment နားလေးမှာ CD ခုန file ပတ်လန်းကြောင်းပြန်ပိတ်တာတန်လေးပိတ်တာဒီကောင်းတဲ့ခန္ဓာပဲဒီပေါင်းတဲ့ဘုရားဒီသမဏအခုကိုဈာနိုင်ကံမဲ့ဝိဘက်ဖြစ်ဒီသမဏrecord ရဲ့ပါတော့မှာဆိုတော့တန်ပိတ်လိုက်အဲဆိုလို့ရှိရင်ခုန file ပတ်လန်းကြောင်းဒီနားလေးမှာ file ပတ်လန်းကြောင်းယူတယ်နော်ဒီနားလေးမှာ file ပတ်လန်းကြောင်းယူတယ်ယူပြီးတော့ control C လုပ်တယ်လုပ်ပြီးတော့ဒီ command မှာဒီ command prompt မှာ cd ဆိုပြီးတော့ရင်လုံးရလိုက်တယ် cd ဆိုတာကိုသွားခြင်းနဲ့ file ပတ်လန်းကြောင်းကို cd ဆိုပြီးတော့ရင်လုံးချလိုက်တယ်ချပြီးဒီမှာ c ခုနက copy ကူးလာတဲ့ဟာလေးကို copy paste လုပ်လိုက်တယ်လုပ်ပြီးတော့ဒီလိုလုပ်လိုက်လို့ရှိရင်ခုနဒီ file ပတ်လန်းကြောင်းကိုရောက်သွားတယ် Python app ဆိုတဲ့ file ပတ်လန်းကြောင်းကိုရောက်သွားတယ်ရောက်သွားလို့ရှိရင် Python မှာဒီ version တွေတုန်းက py-1 Python 3ဆိုပြီးတော့အရင်ဆုံးရိုက်ကြတယ်ရိုက်ပြီးတော့ p1 intro တော့ py ဆိုပြီးတော့ရိုက်ကြတယ်အခုနောက်ပိုင်း version တွေကကြတော့Python 3ဆိုပြီးရိုက်ရတော့ဘယ်လိုတော့ py ဆိုပြီးရိုက်တိုင်းရတယ်ခုနောက်ပိုင်း version က py ဆိုပြီးရိုက်တိုင်းရပြီအရင်က version သမားဆိုလို့ရှိရင်တော့ Python 3ဆိုပြီးတော့ကို branch နဲ့ file လေးကိုထည့်ပြရတယ်ဒါဆိုလို့ရှိရင်အနာခေါ်လိုက်လို့ရှိရင်ဒီမှာကို branch နဲ့ file ရဲ့ run ပေါက်ကပေါ်လာတယ်အဲ့ဒီနားမလဲအရှိလားအဲ့ဒီနားမလဲအရှိလားဘယ်လိုဘယ်လိုဘယ်လိုကိုနည်းနည်းတော့နားလဲနောက်တစ်ခေါက်လောက်ထပ်ပြောပြလုံးမှတ်ဖို့မလားဟုတ်အဲ့ဆိုလို့ရှိရင်ထပ်ပြောပြမယ်အဲ့ဆိုဒီနားဒါလေး exit လို့အဲ့ဆို exit လုပ်လိုက်မယ်ဆိုတော့အစအနေပြန်ပြောပြရပါလားဟုတ်အဲ့ဆိုလို့ရှိရင်ရင်တော့ကိုရာတက်ဆောင်မယ်ပေါ့နော်ကိုရာတက်ဆောင်မယ်ဆိုလို့ရှိရင် file manager ဒီ disk PC ထဲကိုဝင်ပြီးလို့ရှိရင်ကိုထားခြင်းတဲ့နေရာမှာ folder ထားလိုက်
ကိုကတော့ steady ထဲမှာထားလိုက်တယ် steady ထဲမှာ Python F ဆိုတဲ့ဟာကို folder လေးကိုထားလိုက်တယ်ထားပြီးတော့ဒီမှာfolder တစ်ခုစောက်လိုက်တယ်ပေါ့နော် Python F ဆိုပြီး folder လေးစောက်လိုက်တယ်စောက်ပြီးတော့ဒီကနေပြန်ပေါ်မှာ VS Code ကနေ file ထဲကနေပြီးတော့ open folder ဆိုတဲ့ဟာလေးကို open folder ဆိုတဲ့ဟာလေးကိုပေါ်ပြီးတော့ခုနကကိုfile စောက်ခဲ့တဲ့ဟာလေးကိုရှာမယ် steady ဆိုတဲ့ထဲမှာပြီးလို့ရှိရင် Python F ဆိုတဲ့ folder ထဲမှာထည့်ထားတော့အဲ့ထည့်ကိုဆက်လက်ပေးလိုက်လို့ရှိရင်အဲ့ထည့်ဝင်သွားအောင်အဲ့ထည့်ရတယ်နော် ဟုတ် ဒုတိယတစ်ခုကကြတော့ command prompt file runner file runner ဆိုဒီ intro p1 intro.py ဆိုတဲ့ Python file run ချင်တယ်ဆိုလို့ရှိရင်ဒီ VS Code က run ပေါက်ကနေပြီးတော့ steps ဆိုပြီးတော့ထားပြီးတော့ဒီမှာ Python ဒီဟာလေးနှိပ်ပြီးတော့အောက်မှာ run ပေါ်လာလို့ရှိရင်လည်းရတယ်ဒီမှာ run လို့လည်းရတယ်ဒီမှာ run လို့အဲ့လို run ချင်တယ် run လို့ရတယ်ဒါပေမဲ့အခုကကျတော့စာတင်နေရဆိုအောက်မှာကအဆင်မပြေဘူးအဲကြောင့်မလို့ command prompt နဲ့ run command prompt နဲ့ run မှာဆိုတော့ command prompt နဲ့ကပုံ run မှာလဲဆိုတော့ဒီနားလေးမှာအရင်ဆုံး file ပတ်လမ်းကြောင်းအရင်ဆုံးယူလိုက်တယ် control C ဆိုပြီး file ပတ်လမ်းကြောင်းယူလိုက်တယ်ယူပြီးတော့ F5 ပတ်လမ်းကြောင်းကိုသွားချင်တယ်ဆိုရင် CD ဆိုပြီးအရင်ဆုံးရိုက်ကြတယ် CD ဆိုပြီးအရင်ဆုံးရိုက်ပြီးခုန copy ကူးလာတဲ့ file ပတ်လမ်းကြောင်းကိုရိုက်ထည့်လိုက်တယ်ရိုက်ထည့်ပြီး enter ဆောက်လိုက်လို့ရှိရင်ကိုသွားချင်တဲ့ပတ်လမ်းကြောင်းကိုရောက်သွားတယ်ကိုသွားချင်တဲ့ပတ်လမ်းကြောင်းကိုရောက်သွားပြီဆိုလို့ရှိရင်အမှ Python version အောင်နေကြတော့ py th1 Python 3 Python 3 p1 intro တော့ py ဆိုပြီးတော့ရိုက်အရင်ရိုက်ကဒါ version အဟောင်းနေမှာဒီလိုရိုက်တယ်ဒါပေမဲ့ခုနောက်ပိုင်း version အသစ်တွေမှာကျတော့အဲ့လိုရိုက်လို့ရှိရင်တိတ်ရောအလုံးမလုံးတော့အဲကြောင့်မလို့ py ဆိုပြီးတော့ရိုက်လိုက်ရင်ရတယ် py intro တော့ py ဆိုလို့ရှိရင်ရန်လို့ရပြီအဲ့ဒါဆောက်လိုက်ရန်လို့ရအဲ့လိုမှမဟုတ်ဘဲနဲ့ဒီနားလေးမှာ terminal မှာ run ချင်တယ် terminal မှာ run ချင်တယ်ဆိုလို့ရှိရင်လည်းဒီနားလေးမှာ py ခုနအတိုင်းပဲ py ဆိုပြီးရိုက်လိုက် py ဆိုပြီးရိုက်လိုက်ပြီးရင် p1 intro တော့ py ဆိုပြီးတော့အဲ့လိုရိုက်လိုက်လို့ရှိရင် P1 အဲ့ဆိုတော့ terminal မှာပဲ run command prompt မှာပဲ ဟုတ် အခုလုံး run လို့ရပြီ ညဝင်ဟာလောငါအတမနာလို့တမနာလို့တမနာလို့ တမိုင်းတယ်လို့ဒီ ငါ့ကိုပြန်ကြွရင်တက်တော့ကတော့ဝင်လေကျွန်မဗီဒီယိုလမ်းမှာဖွင့်တာ အဲ့ဆိုဆက်မယ်နော် โอเค အဲ့ဆိုဆက်မယ်ဆိုလို့ရှိရင်အဲ့ဒီရတယ်နော်အဲ့ဒီရတယ်ဆိုလို့ရှိရင်ဆက်တော့မယ်သင်ခန်းစာဆက်တော့မယ်သင်ခန်းစာဆက်တော့မယ်ဆိုတော့မနေ့ကပြန်ရှင်းပြမယ်လို့ပြောခဲ့တယ်မနေ့ကပြန်ရှင်းပြမယ်ဆိုလို့ရှိရင် Python မှာဆိုလို့ရှိရင် arithmetic operator ဆိုပြီးတော့အရင်ဆုံးစရှိတယ်အဲ့ထဲမှာ addition ရဲ့ဒီပေါင်းနှုတ်မြောက်စားပေါင်းနှုတ်မြောက်စား division ဘာညာ flow အဲ့စာရှိရပေါ့နော်ဥစား exponential ဘာညာရှိရပေါင်းတယ်မြောက်တယ်ပေါင်းတယ်နှုတ်တယ်မြောက်တယ်စားတယ်ဒီနားမှာတစ်ခုရှိတာက flow division နဲ့ flow division ဆိုပြီးတော့နှစ်ခုရှိတယ် flow division ကကြတော့ 0.0 နောက်ကတသမနဲ့ထွက်တယ် flow ကကြတော့တသမတနေရာပဲဘယ်လိုပြောမလဲကိန်းပြည့်ပဲထွက်တယ်ပြီးလို့ရှိရင် flow division ဆိုလို့ရှိရင်သူ့ရဲ့အတိအကျထွက်တယ် 3.6 ဆို 3.6 3.5 ဆို 3.5 အတိအကျထွက်တယ်ဒါပေမဲ့ flow division ကြတော့သူကနောက်မှတသမဘလောက်ပဲရှိရှိတက်မတိုးတော့သူ့ဘက်ကိုအငယ်ပဲယူလိုက်တယ်သူ့ဘက်ကိုအသာဘယ်လိုပြောမလဲ flow ဆိုတော့ကျန်းမြင်မလားကျန်းမြင်ဆိုတော့သူ့အတွက်အနာကြီးပဲလေသူ့ကိုငင်းနေရတာဆိုတော့သူ့အတွက်အနာကြီးပဲအဲ့တော့ 3.5 ပဲဖြစ်ဖြစ် 3.6 ပဲဖြစ်ဖြစ်တက်မတိုးတော့3ပဲယူလိုက်တာသူ့အတွက်အနာကြီးပဲပုံလို့3ပဲယူလိုက်တာဒါကတော့အကျွင်းရှာတာပြီးလို့ရှိရင်အောက်ကအောက်ကကြတော့ဟို base နဲ့ power နဲ့ဒါကကြတော့ထညုံပဲ2.5တဲ့ဆိုတော့322.5နဲ့30နဲ့ဟုတ်ကဲ့ပြီးလို့ရှိရင်2.5တဲ့ဆိုတော့30နဲ့ရှေ့ရ base နောက်က power နော်
ရှေ့က ရှေ့က base နောက်က power base နောက်က power ဒီကအခြေ 5 က power ပြီးလို့ရှိရင်နောက်တစ်ခုကကျတော့ operator president ကျတော့ဘယ်လိုလုပ်လဲဆိုတော့ PEMDAS လို့ပြောမှတ်ထားလိုက်ရတယ် parenthesis က exponent ရဲ့ multiplication ရဲ့ division ရဲ့ addressing ရဲ့ဒါဒီဟာတွေပေါ့အဓိကအဲ့မှာဆိုလို့ရှိရင် multiplication နဲ့ division မှာကျတော့ first in first calculate first in first calculate လို့မှတ်ထားလို့ရတယ်အရင်ဆုံးလာတဲ့ကောင်အရင်ဆုံး calculate လုပ်ရမယ် division ပဲအရင်ဆုံးလာလား multiplication ပဲအရင်ဆုံးလာလားအရင်ဆုံးလာတဲ့ကောင်ကို calculate လုပ်ရမယ်ပြီးလို့ရှိရင်နှုတ်တာနဲ့ပေါင်းတာနဲ့နှုတ်တာမှာဆိုလို့ရှိရင်လည်းနှုတ်တာပဲလာလားပေါင်းတာပဲလာလားအရင်လာတဲ့ကောင်အရင်ဆုံး calculate လုပ်ရမယ်အဲ့လိုဖြစ်တဲ့အတွက်ဒီမှာဒီလိုမျိုးဟာတွေထွက်လာတယ်ပေါ့နော်အဲဆိုလို့ရှိရင်ဒီမှာ 2.8 ပေါ့အဲဆိုလို့ရှိရင်ဒီနှစ်ခုပေါ့နော်အိမ်စားလေးပြင်အဲ့နှစ်ခုကိုဒီအဖြေရအောင်ကိုယ့်ဘာကိုချပြီးတော့တွက်ပြီးတော့လက်ရင်းမှုနဲ့ချပြီးတော့တွက်ပြီးတော့လေလက်ပုံရိုက်ပြီးတော့အကိုပြတဲ့နေရာကနေပြီးတော့ပုံတင်ထားပြီဥပမာဆိုလို့ရှိရင် parenthesis ဥပမာဆိုလို့ရှိရင်ဒီမှာ parenthesis ဆိုလို့ရှိရင်2နဲ့5နဲ့ပေါင်းရတယ်ဆိုလို့ရှိရင်ဥပမာ2နဲ့5နဲ့ပေါင်းလို့ရှိရင်9ရတယ်9ပြီးလို့ရှိရင်7ပြီးလို့ရှိရင် 10နဲ့2နဲ့ ပြီးလို့ရှိရင်နောက်က minus နောက်ကမှာ10နဲ့2နဲ့မြောက်တော့ဘယ်လောက်ရ2 5လေး10 0ထွက်တယ် module က0အဲ့လိုမျိုးလေးတေချာတွက်ပြီးတော့စာသေးနဲ့ရေးပြီးတော့တင်ပေးလို့ပြောတယ် Telegram ထဲမှာပေါ့ no အဲ့နောက်မှပဲပြောတော့မယ်အဲ့ဆိုဒီနှစ်ခုအိမ်သားရှိရနော်အဲ့ဆိုနောက်ခုဆက်နောက်ခုဆက်သွားမယ်ကိုဗီမောက်ကုန်ပြီအဲ့ဆိုနောက်ခုဆက်သွားမယ်နောက်ခုဆက်သွားပါဆက်သွားမလဲဆိုတော့ data type ဆိုတဲ့ဟာရင်ဆက်သွားမယ် data type မှာဆိုလို့ရှိရင် a equal to h equal to the same လို့ရှိရင် y equal to let's say equal to let's say equal to အဲ့မှာကြည့်ဒီမှာ h equal to 10 y equal to 20လို့ရှိရင် p equal to 30 q equal to 40အဲ့မှာဘယ်လိုမှတ်ထားမလဲဆိုလို့ရှိရင်ဘာမှတပည့်ကုတ်သုံးမှု single ကုတ်မပါဘဲနဲ့ဒီတိုင်းကဏ္ဍကြီးပဲရေးထားရဆိုလို့ရှိရင် number လို့ခေါ်တယ် number တော့မဟုတ် integer ပေါ့number တော့မဟုတ် integer ပေါ့ integer လို့သိရလို့လည်း integer ပေါ့ number လို့သိရလို့လည်း number ပေါ့ဒါပေမဲ့ number နဲ့ integer နဲ့ကတော့မတူဘူးနောက်ပိုင်းကျရင်ဘယ်လိုခွဲလဲဆိုတော့ပြောပြမယ်ခုလောဆယ်တော့ number ဖြစ် integer ဖြစ်တစ်ခုမှတ်ထားလိုက်ရတယ်အဲ့ဆိုလို့ရှိရင်တပည့်ကုတ်သုံးမှု single ကုတ်မပါဘဲနဲ့ဒီတိုင်းကဏ္ဍတက်ရေးထားရဆိုလို့ရှိရင်အကောင် number တော့မဟုတ် integer လို့ခေါ်တယ်ဒါမှမဟုတ်ဘဲနဲ့ကဏ္ဍကိုပဲတပည့်ကုတ်တော့မဟုတ် single ကုတ်တော့မဟုတ်တပည့်ကုတ်ထည့်လိုက်ပြီဆိုလို့ရှိရင်အကောင် string လို့တတ်မှတ်လိုက်တယ် string အကောင် string ဖြစ်သွားတယ်တပည့်တော့မဟုတ် single ကုတ်ဖြစ်သွားတာနဲ့ဒီ number က string ဖြစ်သွားတယ် character ရေးမှမဟုတ်ဘူး abcd ရေးမှမဟုတ်ဘူးတပည့်ကုတ်တော့မဟုတ် single ကုတ်ကိုကဏ္ဍတစ်ခုလည်းကောက်တပည့်ကုတ်တော့မဟုတ် single ကုတ်ထဲမှာကဏ္ဍတစ်ခုကောက်ထည့်လိုက်လို့ရှိရင်အဲ့ကဏ္ဍ string ဖြစ်သွားတယ်အဲ့ဆိုလို့ရှိရင် print ထုတ်ကြည့်မယ် print ထုတ်ကြည့်မယ်ဆိုလို့ရှိရင် h ပေါင်း y ဆိုပြီးထုတ်ကြည့်မယ် h ပေါင်း y ဆိုပြီးထုတ်ကြည့်မယ်ဆိုလို့ရှိရင် h အပေါင်း y ဆိုလို့ရှိရင်ဘယ်လောက်ထွက်ပါလဲ30ထွက် Hello
နိုင်ကြနေရလားဟုတ်ပါ recover STR ဒါဆိုလို့ရှိရင်နောက်30ဒေါ်လာတွေ30ဒေါ်လာဒါဆိုလို့ရှိရင်နောက်တစ်ခုသွားမယ်အဲ့ဆိုလို့ရှိရင်ဒါဆိုလို့ရှိရင် integer နဲ့ပေါင်းတာ30ရတယ်အဲ့ဆိုလို့ရှိရင် string နဲ့ပေါင်းကြည့်မယ်string နဲ့ပေါင်းကြည့်မယ်ဆိုတော့ p plus 30 40ပေါ့ p plus q ဆိုလို့ရှိရင် string နဲ့ပေါင်းမှာဆို30 p plus q ဆိုလို့ရှိရင် 30 30 40ဆိုရထွက်တယ် 30 3040 ပြီးတော့နောက်တစ်ခုကကျတော့ဥပမာ integer နဲ့ပေါင်းတော့ string နဲ့ပေါင်းတော့အဲ့ဆို string နဲ့ integer နဲ့ပေါင်းကြည့်မယ် string နဲ့ integer နဲ့ပေါင်းကြည့်မယ်ဆိုလို့ရှိရင် h က string က h က integer q က string အဲ့ရ ဒီပြပါ အဲ့ဆိုလို့ရှိရင် JavaScript မှာဆိုလို့ရှိရင်ပေါ့နော်ဒါကတော့ Python JavaScript မှာဆိုလို့ရှိရင် integer နဲ့ string နဲ့ပဲပေါင်း string နဲ့ပဲပေါင်းအဲ့လိုမျိုး30 40ဖြစ်တယ်ဒါပေမဲ့ Python မှာတော့အဲ့လိုမျိုးလုပ်လို့မရ integer နဲ့ string နဲ့ပေါင်းလို့မရ အောင်မရအောင် အဲ့ဒါတော့ အဲ့တော့ အခုဒီထားမှာက JavaScript မှာရတယ် JavaScript မှာက integer နဲ့ string နဲ့ပေါင်းလို့ရတယ်ဒါပေမဲ့ Python မှာတော့ပေါင်းလို့မရဘူး JavaScript ကို Python လုံးမလုပ်ဘူးအဲ့ဒါခုဒီထား ဟုတ်ကဲ့ အဲ့ဆိုရင်အဲ့ဒါပေါ့ပြန်နောက်တစ်ခုSam H well one semi command ကိုကွက်တီ JavaScript မှာဆိုပုတ်ကရတယ် Python မှာ semicolon ပုတ်လို့မရဘူး ဟုတ် အဲ့ဆိုလို့ရှိရင် Sam1 ဆိုပြီးရိုက်မယ် Sam1 ဆိုပြီးရိုက် တ မယ် တိတော့ ဒီညာလေးမှာတစ်ခုတည်ထားမှာဒါဒီဟာလေး comment လေးပိတ်ထားသေးလား ဟုတ်ကဲ့ comment လေးပိတ်မှာ15ရပြတ်တယ်။အော် comment ဆိုလို့ comment ကိစ္စ comment ဆိုလို့ comment ကိစ္စ comment has not been comment ဟုတ်ကဲ့ comment ကိစ္စပြောမယ် comment မှာ single comment နဲ့ multi comment ဆိုပြီးနှစ်ခုရှိတယ် single comment နဲ့ multi comment ဆိုပြီးနှစ်ခုရှိတယ် single comment ကကြတော့ဒီလိုမျိုးဒီကနေပြီးတော့ဒီအဲ့လိုမျိုးတစ်ကြောင်းနဲ့ဆိုလို့ရှိရင် single comment လို့ခေါ်တယ်အဲ့လိုမျိုးတစ်ကြောင်းနဲ့ဆက်လက်ပေးပြီးတော့ control forward slash ကိုနှိပ်လိုက်လို့ရှိရင်သူက auto comment လုပ်တယ် control forward slash control forward slash ကွန်ပျူတာမှာ control ရယ်ပြီးတော့ caution mark ဆိုရယ် forward slash ရယ် caution mark ဘေးနားမှာရှိရယ် forward slash ရယ် control forward slash တွဲနှိပ်လို့ရှိရင်auto comment ဖြစ်တယ်ပေါ့နော်အကောင်ကိုစာကြောင်းတစ်ကြောင်းနဲ့ဆိုလို့ရှိရင် single comment လို့ခေါ်တယ်စာကြောင်းနှစ်ကြောင်းသို့မဟုတ်နှစ်ကြောင်းထက်များလို့ရှိရင်ဘယ်လိုနှစ်ကြောင်းထက်များရင် multi comment လို့ခေါ်တယ်ဒီလိုနှစ်ကြောင်းထက်များရင်နှစ်ကြောင်းထက်များလို့ရှိရင် multi comment လို့ခေါ်တယ်အဲ့ဆိုရင် comment သိပြီနော် comment တစ်မျိုးပဲ comment နှစ်မျိုးရှိတယ် multi comment single comment multi comment ဆိုပြီးနှစ်မျိုးရှိတယ်တစ်ကြောင်းနဲ့ကို comment လုပ်မယ်ဆိုရင် single လို့ခေါ်တယ်နှစ်ကြောင်းသုံးဟုတ် multi ဆိုလို့ရှိရင်တော့နှစ်ကြောင်းသုံးဟုတ်နှစ်ကြောင်းထက်များလို့ရှိရင်တော့ multi comment single comment နဲ့ multi comment ဆိုပြီးနှစ်မျိုးရှိတယ် ဟုတ်ကဲ့ အဲ့ဆိုလို့ရှိရင် print stand 1ဆိုလို့ရှိရင်ဘာရမှာလဲဆိုတော့ တတိပေါ့ 30ထောင် ဟုတ် ဆိုတော့okay အဲ့ဆိုလို့ရှိရင် send to မှာလို့ရှိရင် progress
ဟိုကလုံးမှတ်ချင်သေးလား ဟုတ်ဘာမှ ဟိုလုံးလုံးနဲ့ရေးမှတ်ချင်သေးလားရေးမှတ်ချင်စာတင်လာခဏပြပြီးတော့ရေးခိုင်းလို့ ဟုတ်လိုက်ရေးနေတယ်ဘာမှဖြစ်ရတယ် အဲ့ဆိုလို့ရှိရင် first name first name အမှ variable name နေကြီးညာတဲ့ဟာကိုပြောပြတယ် variable name နေကြီးညာလို့ရှိရင်ရှေ့မှာဟိုကမပါဘူး number နဲ့မစအောင် special character နဲ့မစအောင် space မပါအောင် variable name ကြီးညာလို့ရှိရင် cdl ဘက်မှာလည်းအတူတူပါပဲအဲ့ရရတော့ပြီးတော့အောင် လာတော့ရ အောင်ကျော် print ဆိုပြီးတော့ first name ပေါ်တော့ first name ဆိုတော့ထားလိုက်ပဲအဲ့ဆိုလို့ရှိရင် အောင်ကိုမကြော်ပေါ့ လူပါ အောင် လူပါ ကိုမပါ အောင်ကျော်ဆိုပြီးဖြစ်သွားတယ်အောင်ကျော်ဆိုပြီးဖြစ်သွားတာကအောင်ကျော်ဆိုပြီးဖြစ်သွားတာကသူက value တစ်ခုလည်းမဟုတ်ဘူးဒီမှာအောင်ဆိုတဲ့ value နဲ့ကျော်ဆိုတဲ့ value နဲ့ပေါင်းရေးလိုက်တာ value နှစ်ခုထွက်သွားတာအမှန်တကယ်ကဒီ value တစ်ခုလည်းပေါင်းထွက်သွားတာမဟုတ်ဘူးဒီမှာဆိုလို့ရှိရင် first name က value တစ်ခု last name က value တစ်ခုအဲ့တော့ first name နဲ့ last name နဲ့တွဲပြီးတော့ထွက်သွားတာတွဲပြီးတော့ထွက်လို့အောင်ကျော်ဆိုပြီးတွေ့သွားတာအမှန်တကယ်ကတော့အဲ့ value တစ်ခု value နှစ်ခုပေါ့ value နှစ်ခုထွက်သွားတာ ဟုတ် လို့ရှိရင် number 1ညာချင်းဒီနေ့ရောအတန်တိုးသေးလားတရား တို့ရတယ် ဘယ်ရတော့မနော်တင်တယ်ဆိုရှင်ဒီရတော့မှတင်နေလားဆိုတော့ညကောင်တောင်စစ်ကြည့်လိုက်တိုက်သွားဆက်တိုက်သွားဆက်မယ်ဆိုရင်ဒါ JavaScript မှာဆိုလို့ရှိရင်တိုက်ဆက်လို့ရှိရင်ဘာနဲ့ဆက်တာလဲသိ JavaScript တင်ပြရဖြစ်တယ် data တိုက်ဆက်လေ တိုက်ရောနဲ့ဆက်လာ ဟုတ်တယ် JavaScript မှာ data type ဆက်ရင်နှစ်မျိုးနဲ့ဆက်တယ် type of နဲ့လည်းဆက်တယ်ပြီးလို့ရှိရင် keyword နဲ့လည်းဆက်တယ် keyword နဲ့လည်းဆက်တယ် type of နဲ့လည်းဆက်တယ်အဲဆိုလို့ရှိရင် JavaScript ရဲ့ပုံစံပြောကြည့်မယ်အဲဆိုရင် JavaScript မှာ type of function နဲ့ဒီလိုဆက်တယ် type of function နဲ့မှာ none1 ဆိုပြီးတော့အဲ့လိုဆက်တယ်ဒါပေမဲ့ Python မှာကျတော့မရဘူးPython မှာကျတော့ type of မဟုတ်ဘူး type ဆိုပြီးတော့တစ်လုံးနဲ့ type function နဲ့ဆက်တယ် type ဆိုပြီးတစ်လုံးပဲဆိုလို့ရှိရင် none1 ကဘာ data type လဲဆိုတော့အဲ့ဒါကို integer ဆိုလို့ရှိရင် none1 က integer data type ဆိုပြီးဒီ class int ဆိုတာ class int ဆိုတဲ့ဟာကို class int ဆိုတဲ့ဟာ OOP level ကြသိရတယ် OOP သင်မှုတဲ့လူတွေဆိုလို့ရှိရင် class အကြောင်းသိတယ် okay အဲဆိုလို့ရှိရင် class ကနောက်မှာဟောခဲ့လာပြီသိလာတယ်အဲဆိုဒုတိယတစ်ခုဆက်မယ်ဒုတိယတစ်ခုမှာကျတော့ဒုတိယတစ်ခုဆက်မဆက်ခင် JavaScript ပါ keyword နဲ့ဆက်လို့ရတယ်ဆိုတော့ပြောခဲ့တယ် keyword နဲ့ဆက်လို့ရတယ်ဒီ Python မှာ keyword နဲ့ဆက်လို့ရလားဆိုတော့စစ်ကြည့်မယ်အဲဆိုရင် none2 ဆိုပြီးစစ်ကြည့် sum none2 ဆိုပြီးစစ်ကြည့်မယ် none2 ဆိုဆက်ရင်အဲ့ဒါတက်ပါ
ဒီမှာအဲ့ဒါတက်တော့အဲ့တော့ JavaScript မှာ keyword နဲ့JavaScript မှာ keyword နဲ့ဆက်လို့ရတယ်ဒါပေမဲ့ Python မှာတော့ keyword နဲ့ဆက်လို့မရဘူး function နဲ့ပဲဆက်ကပါဆိုတော့ type ဆိုတဲ့ function လေးနဲ့ဆက် type ထဲမှာ value ထည့်ဝင်မယ် value ထည့်ပြီးတော့ဆိုတော့ ဟုတ် float ဆိုပြီးတော့ဘာနဲ့တူတူပဲ session နဲ့တူတူsession အောင်တဲ့ session က session မျိုးပါဆိုရင် class flow ပြန်နောက်ပုံနေ ဟုတ် နေနဲ့မှာဆူဆူ အဲ့ဒါတိုက်နေ ပြီးတော့ဆူဆူရဲ့လို့ရှင် haskell နေမှာစေဘာမှခုပြောမယ် JavaScript မှာဆိုလို့ရှိရင် true ကိုလေအသေးစလုံးနဲ့ရေးအသေးစလုံးနဲ့ပဲရေးရတယ်ဟို C++ ကတော့ဟိုနည်းနည်းကိုပြပြအောင်ဟိုဖြစ်နေလို့JavaScript မှာကျတော့ true ကိုအသေးနဲ့ပဲရေးရတယ်အကြီးနဲ့ရေးနေတာတက်တယ် JavaScript မှာဟုတ်တယ်နော် Python မှာဆိုလို့ရှိရင် Python မှာဆိုလို့ရှိရင် TRU Python မှာဆိုရင် true ဆိုပြီးတော့ Python မှာကျတော့ true ဆိုပြီးတော့အသေးလို့ရေးလို့ရှိရင်အဲ့ဒါတက်တယ်ပြီးလို့ရှိရင်အကြီး အကုန်ကြီးရင်လည်းအဲ့ဒါတက်တယ်ပေါ့ အကောင်အကြီးရေးနေအဲ့ဒါတက်တယ် โอเค ဆိုတော့အဲ့ဆိုတော့အကောင်ကြီးရေးနေအဲ့ဒါတက်တယ်အကြီးအသေးရေးနေအဲ့ဒါတက်တယ်ဆိုတော့ရှေ့ဆုံးတစ်လုံးအကြီးရေးပြီးတော့အကျဉ်းသားပြီးတိုင်းအဲ့ဒါမတက်တော့အဲ့မှာတစ်ခုသိထားဖို့ကကြတော့လေဒီမှာရှေ့လုံးရှေ့နဲ့ကတ်နေမှရသည်လားနောက်ကို space တစ်ချက်ခုံလိုက်တာနဲ့အဲ့ဒါတက်သွားတော့ Python ကနည်းနည်းဟိုဖြစ်တယ်နည်းနည်းရှေ့ကတ်နေလို့ရှိရင်အဲ့ဒါမတက်ဘူးနောက်ကို space နည်းနည်းရောသွားဆိုရင်အဲ့ဒါတက်ပြီ ဟုတ် အဲ့တော့အဲ့ဆိုလို့ရှိရင် အဲ့ဒါထုတ်ကြည့်မယ် အဲ့ဆိုလို့ print type print type name ပေါ့ print type function name string str အဲ့ဆိုလို့ရှိရင် str string ထွက်တယ် ဟုတ် ပြောနေတော့ print type haskell print type is that boolean ပေါ့ Haskell ဆိုလို့ရှိရင် boolean b1 boom boom ဖက်စီရလေးရဲ့အတန်လေးတိတ် ဒီငိုင်ကုန်ပါပြီ နော်တိတ်ငိုက်ကုန်ပြီလားအိမ်မငိုင်းနဲ့2မိနစ်ပဲရှိရော2မိနစ်ပြီးရင်ဇုံကျသွားလိမ့်မယ်ဇုံကျသွားပြန်ဝင်လို့ ဟာ ဇုံက update မလုပ်တာတော့မိနစ်40တာပဲရ အော် ဟုတ်ဆက်တယ်အောင်ပါ ခုမှ8နိုင်ဘက်ပဲရှိသေးတယ်လေခဏဆက်တယ်မလားခဏလေး0လောက်ပါ s ကာလာညာစင်ကာလာ array ဆောက်မယ် array ထဲမှာ reference to ပေါ့ dress ဆိုရရင်ညာဆိုရင် green blue ဆိုပြီး array ဆောက်မယ်အပေါ်မှာဆိုလို့ရှိရင်တော့မှ semi ကိုမှာပို့ရတယ်ဒါပေမဲ့ JavaScript မှာPython မှာ semi ကိုမှာထုတ်ဆက်မလို့ပြီးလို့ရှိရင်အကောင် print color ဆိုပြီးထုတ်ကြည့်မယ် print color C1 color ဆိုပြီးထုတ်ကြည့်မယ်ထုတ်ကြည့်ပြီးတော့ command prompt ထုတ်ကြည့်မယ်အဲဆိုလို့ရှိရင်ဒီမှာသူ့ရဲ့ array ပုံစံမျိုး array တိုင်းထွက်လာ အဲ့ဒါ
ဒီနေ့မြန်မြန်လေးသွားလိုက်မယ်နော်10မိနစ်ပဲကျန်တော့လို့ဒါဆိုနောက်တစ်ခုကကြတော့ တွေ့တက် print ထဲမှာတိုက်ဆက်လိုက်မယ်အကောင်တိုက်ဆက်မယ်ဆိုပါထွက်မယ် တက်တက် ဆိုတော့ ဟုတ်ဆို list ကာ နော်ဒီဟာပေးလို့ရတယ် အဲဆိုလို့ရှိရင်တိုက်ဆက် list တွေတူတဲ့ list တွေပါတယ်ဒါပေမဲ့ JavaScript မှာအဲ့ဥစ္စာတိုက်ဆက်ပါထွက်ပါ စခရမမသိဘူး JavaScript မှာအဲ့တိုက်ဆက်က array ထွက်မှာ array JavaScript မှာဆို array PHP မှာဆိုလို့ရှိရင် object ဟုတ် C# မှာဆိုလို့ရှိရင် object ပဲ okay အဲဆိုလို့ရှိရင်ကျွန်တော်ဆိုအတက်ပုံလုပ်မယ်less than 1 minute အဲဆိုလို့ရှိရင် record